ရှမ်းပြည်နယ်ရှေ့ပိုင်းမယောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ယနေ့နေ့ပိုင်းက89နှစ်မြောက်ပြည်ထောင်စုနှင့်အထိမ်းအမှတ်ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါရရှင်။ဟောပြောပွဲတွင်မြို့နယ်ဦးစီးမှုဦးဆိုင်အောင်စော်လင်းကပြည်ထောင်စုကြီးသို့တက်ဖို့ထောင်ရငိန်ချမ်းရေးကိုတည်ဆောက်ဆိုအကြောင်းဆရာဦးထမြတ်ထွန်းကစီလုံးချင်းဒီအင်အားညီညွတ်ချင်းဒီစွမ်းအားငိန်ချမ်းချင်းဒီအလားတရားအကြောင်းရုပ်တံကျွမ်းကျင်သုံးဒေါ်နန်းစီဖောင်ကတို့ညီနောင်ထုတီထောင်ပြုပြည်ထောင်စုအသက်လက်ချင်းဆက်အကြောင်းများကိုဟောပြောခဲ့ပါရရှင်။အဲဒီနောက်89နှစ်မြောက်ပြည်ထောင်စုနှင့်အထိမ်းအမှတ်အတိပညာပေးနိုင်ငံကစာဆောင်ပြပွဲဓာတ်ပုံပြပွဲနှင့်စောင့်ပြပွဲများကိုခင်းကျင်းပြသပြီးသတင်းစကားလက်ကမ်းစာဆောင်များကိုဖြန့်ဝေခဲ့ကြောင်းသိရပါရရှင်။ကျွန်မကတော့နန်းစီဖောင်ပါရှင်။